အားလုံးပဲမင်္ဂလာပါ Photoshop mobile application နဲ့ background ဖြတ်လို့မရတဲ့သူတွေအတွက်လွယ်ကူပြီးမြန်ဆန်တဲ့တခြား application နဲ့ background ဘယ်လိုဖြတ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်က background eraser ဆိုတဲ့ application နဲ့ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်က load a photo ကိုနှိပ်လိုက်မယ်ကျွန်တော်ဖြတ်ချင်တဲ့ photo ကိုထည့်လိုက်မယ်ထည့်ပြီးရင်ကျွန်တော်ဒီတိုင်းမှာခွဲထုတ်ချင်တဲ့ပုံကို crop လုပ်လိုက်မယ်လုပ်ပြီးရင်ကျွန်တော် down ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဒီမှာ auto နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ဖြတ်ချင်တဲ့ background အရာကိုထောက်လိုက်မယ်အောက်မှာ beta ပုံနေတဲ့အတွက်ကျွန်တော်က manual နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ကဒီလိုဖြတ်လိုက်မယ်တခြားလေးတက်ရအောင်လို့ဘေးရဟာလေးတွေပါလိုက်ဖြတ်လိုက်မယ်ကျွန်တော်ဖြတ်ပြီးသွားပြီဆိုရင် down ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်က background ထားခြင်းနဲ့ဆိုရင်ကျွန်တော်က white ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင် save ဆိုတာလေးကိုနှိပ်လိုက်မယ်အဲဆိုရင်ရပါပြီနောက်ထပ် application တစ်ခုကကျွန်တော် pixel cut လို့ခေါ်ပါတယ်ကျွန်တော် pixel cut ထဲကိုဝင်လိုက်မယ်ဒီမှာကျွန်တော် start with a photo နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ဖြတ်ချင်တဲ့ဓာတ်ပုံရွေးလိုက်မယ်ရွေးပြီးသွားရင်ကျွန်တော်က remove background ဆိုအောင်နှိပ်လိုက်မယ်အဲဆိုရင်ခဏစောင့်ပေးရပါမယ်ဒါလို့ပေါ်လာပြီဆိုရင်ကျွန်တော်က open in editor ကိုနှိပ်လိုက်မယ်ဒီပုံလေးကိုထောက်လိုက်မယ်ကျွန်တော်က crop ကိုနှိပ်မယ်ဒီချာလေးဖြတ်ပေးလိုက်မယ်ဖြတ်ပြီးရင်ကျွန်တော်က down နှိပ်လိုက်မယ်အဲဆိုရင်ဒီလိုပုံလေးရပါပြီကျွန်တော်အဲ့အောင်မှာ background ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်က background နှိပ်လိုက်မယ် background နှိပ်ပြီးကိုထည့်ခြင်းနဲ့အယောင်လေးထည့်လို့ရပါပြီပြီးရင်ကျွန်တော်အမှန်ချင်းလေးနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ရပါပြီပြီးရင်ကျွန်တော်ဒီများလေးကိုနှိပ်ပြီးမှ save ကိုနှိပ်လိုက်ရင်ရပါပြီအခုလုပ်ပြထားတဲ့ဗီဒီယိုလေးကအကျိုးရှိရဆိုရင်ကျွန်တော် YouTube and TikTok ကိုလည်း subscribe and follow လေးလုပ်တော့ပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်